စားတယ်လို့ထင်တာသူကအဲ့လိုပြောပြောနေတတ်တော့လေအဲ့လိုပဲထင်ခဲ့တာကျွန်တော်တို့ကအတူတူလုံးတွေလုံးခဲ့တော့လေလုံးလုံးကလည်းအရန်ကောင်းတယ်အတူတူတွဲလို့ရတာတက်ညီလက်ညီရှိတယ်တိုင်တိုင်မင်မင်ရှိတယ်ဒီကိုရင်းနေလို့ပဲလုပ်ခဲ့ရတာဆိုတော့လေကောင်းရဘုံဘွားရောက်ပါစေနောက်ဘွားတွေမှာလည်းအဲ့လိုမဖြစ်ပါဘူးလို့ကျွန်တော်စိတ်ကောင်းလို့ကျွန်တော်ပြန်ကြည့်ဖြစ်တယ်ကျွန်တော်လေပြန်ကြည့်ဖြစ်တယ်ပြီးတော့သူနဲ့စဟိုနောက်ခဲ့တဲ့အရာလေးတွေရှိတယ်သူကအများနဲ့ပြောနေတတ်တယ်လေပြောနေတတ်တော့ကျွန်တော်တို့လည်းသူအခုအရင်လို့ပေါ့အရင်လို့ဒီစကားထဲမှာလည်းညီကိုလုံးရတော့လေညနေမှာဆိုချမ်းတဲ့အချိန်မှာအဲ့လိုစားနောက်နေရတာသူနဲ့စားနောက်နေရတဲ့ဟာလေးတွေကအမတ်တရဖြစ်တယ်ပြီးတော့သူဒီကျွန်တော်တို့ရုံးကိုရောက်တော့မဲ့အချိန်မှာသူဖြစ်ဟို casting ဝင်ရတာပေါ့နော် audition ဝင်တဲ့အချိန်မှာလည်းကျွန်တော်သူတန်းပြီးတော့ကိုကြီးဟိုအဆင်ပြေလားမသိဘူးညီလေးအဆင်ပြေလားအဲ့လိုသူရဲ့တက်ကြွကြွအတန်တွေအဲ့လိုမျိုးအရင်တတိရတာပေါ့နော်အဲ့လိုရှိခဲ့တယ်ပြီးတော့အဲ့ဒီမတိုင်ခင်မှာသူရုံးမှာမရောက်ခင်မှာကျွန်တော်ကရုံးမှာရှိနေပြီသူကအပြင်မှာရှိနေတဲ့အချိန်မှာလည်းကျွန်တော်မုံသုံးကျွန်တော်စုံခဲ့ရတာပေါ့စုံခဲ့ရတော့သူနဲ့ကျွန်တော်နဲ့အဲ့လိုဆက်ဆံရေးကညီကိုလိုမျိုးကဟိုးရင်ကလေးကရှိနေခဲ့တာရှိနေကြတော့ရုံးရောက်တော့လေသူအခုအရင်တယောက်လို့သူကသဘောထားတာဆိုတော့အဲ့လိုမျိုးဖြစ်တော့စိတ်မကောင်းဘူးပေါ့နော်ပြီးတော့တာဝန်ကားရတယ်လေရှင်ထဲမှာတော့ကိုညီရဲ့အတွက်ဘယ်လောက်ထိကိုဒီစုံမရဖြစ်နေလဲဟုတ်နှမျောတာပေါ့နှမျောတာပေါ့ဒီလိုလဲဆိုတော့စူးစားတဲ့သူလေစူးစားတဲ့သူဆိုတော့အများကြီးတက်လန်းနေအများကြီးရှိတယ်ဆိုတော့အရင်နှမျောတယ်နောက်ဘဝတွေမှာပေါ့အဲ့လိုမဖြစ်ပါစေနဲ့ပြီးတော့သူဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ပါစေတောင်းပေးချင်တယ်ကျွန်တော်လည်းသူ့အမေနဲ့ထပ်တူပါတကယ်ဥပ္ပံဝင်လို့ပဲသားသမီးချင်းကိုချင်းစာပြီးတကယ်ခံစားရတယ်အခုဒီမှာပြည်သက်တွေကလည်းမြင်တဲ့အတိုင်းအစိုးရရောက်တာတော့ကိုသားလေးမျက်နှာကိုသိချာမြင်လိုက်ရနောက်ဘဝတွေမှာပေါ့အဲ့လိုမဖြစ်ပါစေနဲ့ပြီးတော့သူဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ပါစေတောင်းပေးချင်တယ်ဒီအမှုပညာဒီရုပ်ရှင်အမှုပညာပေါ့ဒီတရုပ်ဆောင်တိုင်းမှာတကယ်ကိုထုံးတောက်ဘူးလဲထုံးတောက်နေလမ်းကြောင်းပေါ်ရောက်နေတဲ့အချိန်လေးမှာအခုလိုဖြစ်တယ်ဆိုတော့သူ့အမေနဲ့ထပ်တူပါတကယ်ဥပ္ပံဝင်လို့ပဲသားသမီးချင်းကိုချင်းစာပြီးတကယ်ခံစားရတယ်အခုဒီမှာပြည်သက်တွေကလည်းမြင်တဲ့အတိုင်းအစိုးရရောက်တာတော့ကိုသားလေးမျက်နှာကိုသိချာမြင်လိုက်ရကျောင်းတက်ကြမှာသူတို့အဖွဲ့ကတကယ်လဲလူငယ်လေးတွေလည်းဖြစ်တယ်။နောက်သူကတိတ်ဟောရန်လည်းအပြင်မှာမရှိဘူး။မိဘလှုပ်ချူနေတာလေ။ဦးအမေဆိုတာယူမတက်ဘူး။တကယ်လဲလိမ္မာရေးကြရှိတယ်။နောက်ပေါင်းတဲ့ဆက်ဆံရေးရောဆရာသမားတွေပေါ်မှာလည်းဓာရဝရှိတယ်။အဲတော့ဒီလိုဖြစ်သွားမယ်ဆိုတာတော့ဘူးမှလည်းမထင်ဘူး။တချို့ဆိုဘူးဒီတော်မှာလက်မခံနိုင်သေးတဲ့လူတွေရှိတယ်နော်။အဲ့လိုဥပ္ပံဘလို့ကိုခံစားကိုဟာဇလန်းထဲမှာလည်းကိုအချစ်ဆုံးတပည့်တွေအဆိုးဆုံးအချစ်ဆုံးတပည့်တွေဆိုတော့အပြင်မှာဆိုရင်လည်းသူတို့ဇလန်းတို့ရိုက်တဲ့အချိန်ဆိုဥပ္ပံပွဲဆိုရင်ဥပ္ပံပွဲတော့မခေါ်ဘူးဟိုမှာခတ်ဆိုးဆရာလာပြီခတ်ဆိုးဆရာလာပြီဟိုကအဲ့ဒီဥစ္စာလေးတွေပြန်ပြီးတော့လေဟိုနောက်ကျောင်းပြန်တယ်လို့ပေါ့ညလုံးတော့မှပြန်မြင်ရတော့ဘလို့မှမခံစားနိုင်ဘူးကိုကအဲ့လိုဖြစ်နေသူနဲ့အတူတူပေါ့သူလည်းရင်တငယ်ချင်းအရင်တွေရှိတယ်လေဝေယံထက်တို့အောင်ပြင်းမြတ်တို့သူတို့အုပ်စုတွေဆိုပူတော်ဆိုးမှာတီးတက်ချစ်နေတဲ့အမှုပညာရှင်တယောက်လေဒီလိုပါပဲရှေ့မှာဟိုဥလိုလိုဆိုရဲကိုသားကြီးတို့ဒွေးတို့ဒီလိုပဲဟာလားတီးတက်တွေချစ်ကြတယ်နော်ဟိုထူးဆိုတော့လေဒါသူကငယ်ကုန်းလေးလည်းရှိတယ်လေဒါသူပြေးတက်ကလည်းခုဆိုဒီရက်တွေမှာတက်တော့ပါညာကြီးဆိုသူ့အားကြီးပဲတက်တာအဲ့တော့ဒါသူပြေးတက်အားတော့ဒါဒီနေ့ကတော့ကိုဆိုးတာပေါ့နော်ဥက္ကံဝင်လည်းခုရောက်တာကိုတော်အဲ့သားလေးမျက်နှာမမြင်လိုက်ရအောင်မမြင်ရတဲ့ကြာမှာဖဏပါမရှိတော့အဲ့တော့လူတွေကအရန်တိုးတာအကူနားမှာရှိတဲ့မိန်းကလေးတွေဆိုသတိတွေမေ့ပြောပြီးမူပြီးလဲသွားတဲ့လူတွေလည်းရှိတယ်အများကြီးပဲ
တော့ဒါကတော့အခြေအနေနဲ့အချိန်ကာရပြောထားတာတစ်ချိန်ဒါအခြေအနေပေးတဲ့အနေထားနဲ့ဒါကြည့်ပြီးတော့ဒါစီစဉ်ရတာလေအဲ့လိုလိုပဲဖြစ်ဒါလေးတရုပ်ဆောင်သူနောင်ဘဝဆိုတာရှိရင်ဒီလိုဖြစ်ဆိုးတွေနဲ့မကြုံရသေးနဲ့မကြုံပါသေးနဲ့ပေါ့နော်သူချစ်တဲ့မိသားစုသူ့အမေနဲ့လဲဘဝဆက်တိုင်းမှာပြန်လဲဆုံတွေ့ပြီးတော့အမေကိုစိတ်တိုင်းကြပေါ့ခုဘဝမှာမဖြစ်ခဲ့ရတဲ့အမေပေါ်မှာထားတဲ့သူ့ရဲ့စိတ်တွေသူ့ရဲ့စေတနာတွေတာဝန်တွေအားလုံးကိုနောက်ဘဝမှာအခြေဆက်နိုင်ပါသည်တာဝန်ကြီးတဲ့ကားကောင်းရတနာလေးဖြစ်ပါတယ်အသက်ရှင်